ကျွန်တော်နာမည်ကတော့မဆီကူပါလေကျွန်တော်ကဒီတက်ပြီးတော့ဟိုတောင်းလမ်းမှာတိုင်းပြောကြတယ်နဲ့ကျူးစားနေပါလေနောက်ဘုံကျူးစားမှာကျူးစားပါမယ်ဆက်လက်ပြီးတော့တောင်းပေးပါဟိုကျွန်တော်ဆက်ပါပြီးရတဲ့နေ့ဒီကျေးဇူးတင်ပါတယ်ဒီကလာပါဒါနာမည်ကတော့ဒီစာချေလို့ခေါ်ပါတယ်ဒီမှာကဆက်ဆက်တောင်းပါတယ်စတဲ့ရင်းနဲ့ဒီကောင်းကင်နာရှင်တော်မှာပါစက္ကန့်နေတာဖြစ်ပါတယ်ဒီအတင်းတော်နေရာဒီကပတ်ပေးတဲ့ကျေးဇူးတင်ပါတယ်ဆရာတို့ရှင်ပါလို့လူကြီးတွေတောင်းဖို့လို့ကျွန်တော်အတင်းတော်ကအခုကြည့်ရည်တည်နေတာဖြစ်ပါတယ်ဒါကြောင့်မို့ဆက်လက်ပြီးတော့လည်းကျွန်တော်အတင်းတော်တက်ဆွတောင်းနေတာကျွန်တော်ကလည်းဒီအတင်းတော်တက်ဆက်လက်ပြီးတော့တောင်းပေးပါတယ်လာပါမှာတော့ကောင်းကင်အတင်းတော်စစ်တာကိုကျောင်းရဲ့မူကျဆရာမဖြစ်ပါတယ်ကျမတို့အများနဲ့ထောက်ပံ့ပေးပြီးတော့မှအများနဲ့စုပေါင်းကူညီပေးနေတဲ့အတွက်ကြောင့်မလို့ကျေးဇူးအများကြီးတင်ပါတယ်ဖတ်ချင်ကောင်းကြီးပေးပါစေမှာတော့